妹妹，嘿，大，ဘာဖြစ်တာလဲတားရဲ့တငယ်ချင်းရတယ်တားကိုလက်ဆောင်ပေးလိုက်တယ်မမေရဲ့အော်ဟုတ်တယ်နော်တားအယုတ်ကြီးချစ်စရာလေးပဲဟုတ်တယ်မမေရဲ့တားလေးအရန်ကြိုက်တယ်မမေရဲ့အော်တားသူပေးတာဟုတ်ရဲ့လားတမက်ပစ္စည်းခိုးလာလားမမေကလည်းတားမခိုးပါဘူးတားကသူကလက်ဆောင်ပေးလိုက်တာမမေရဲ့အော်အေးတားတမက်ပစ္စည်းမခိုးအောင်နော်ဟုတ်ကဲ့ပါမမေဟဲ့ခင်အော်မကြိုင်ဘာဖြစ်တာလဲအမရဲ့နင့်သားမလဲနင့်သားခေါ်ပေးစမ်းအမဘာဖြစ်လို့လဲအမရဲ့ဟဲ့ငါခေါ်ပေးဆိုခေါ်ပေးပေါ့တားကျူရှင်သွားတယ်အမရဲ့ပြန်မြောက်သေးဘူးအော်ဒါနဲ့အမပြောတာရှိကျမပြောလေဘာဖြစ်လို့လဲအမဘာဖြစ်ရမှာလဲကျမရဲ့သားရှင့်ရဲ့သားကိုအယုတ်လက်ဆောင်ပေးလိုက်တယ်တဲ့အော်ဟုတ်တယ်မနေ့ကကျမသားကျမကိုပြောတယ်သိလားအယုတ်ကလေးတဲ့တိတငယ်ချင်းလက်ဆောင်ပေးလိုက်တာအမေတဲ့ပြီးတော့လေ तू ကလေအဲ့ဒီအယုတ်ကလေးကြိုက်တယ်တဲ့ तू လည်းပြောပြီးဝမ်းသာနေတာဟဲ့ငါဝမ်းသာဝလာတာမဟုတ်အဲ့ဒီအယုတ်ကငါသားကိုပဲပေးထားနင့်သားမပေးနိုင်ဘူးအော်အမရဲ့အမသားမလို့ကျွန်တော်ကျမသားကိုပေးလိုက်တာတဲ့ငါသားပေးတာငါမပေးဘူးအဲ့ဒီအယုတ်ငါအခုချက်ချင်းပြန်ပေးအော်ဟုတ်မဟုတ်အော်တားပြန်လာပြီတားလောင်းဟုတ်မမေတောက်ပြစားရှိလားမင်းအော်ဒေါ်လေးလည်းရောက်နေတာပဲဟဲ့မြန်လို့ငါပြန်ပြရှိသေးတယ်တာမနေ့ကလေတာတငယ်ချင်းတာကိုလက်ဆောင်ပေးတဲ့အယုတ်ကလေးလေအဲ့ဒါသူ့အမေကလာတောင်းတာတဲ့မေတာတငယ်ချင်းတာလက်ဆောင်ပေးထားတာလေမေအဲ့ဒါဒီမှာကောင်းလေငါသားမင်းပေးတဲ့ဆိုပေမဲ့ငါမပေးဘူးတာပြန်ပေးလိုက်နော်တာဟုတ်ကဲ့မေဒေါ်လေးရပြီဒေါ်လေးနောင်လေငါတို့ရဲ့ပစ္စည်းကိုအလကားကြီးကိုလုံးဝမစင်စားနဲ့ကြားလားဟုတ်တော်လေဟုတ်အမလေးအယုတ်ကလေးတစ်ခုမနဲ့များပြောဆိုသွားတာပြောစရာဘူးမရှိတကယ်ပါပဲအော်တာစိတ်မကောင်းမဖြစ်နဲ့တော့တာမေတာလည်းအဲ့လိုမစားအယုတ်လိုချင်တယ်တာဝယ်ပေးလေမေအော်အေးတာလိုချင်တဲ့ရုပ်လေမဝယ်ပေးမယ်နော်နောက်ဆိုရင်သူများဘာပဲပေးမယူနဲ့တော့တာဟုတ်တာမယူတော့ပါဘူးမေအေးအခုလေတားလို့ချင်တဲ့ရုပ်လေမင်းတော့ဝယ်ပေးမယ်နော်တားရေမေလေးတားတော့လက်ဆောင်ဝင်လာပြီရဲ့တားရဲ့ဟာမေချစ်စရာလေးမေတားတော့ဝယ်လာပြီရလားမင်းအေးဟုတ်တယ်တားရဲ့တားတော့ဝယ်လာပြီရပါတားရဲ့တားနောက်ဆိုရင်လေသူများပစ္စည်းလုံးဝမယူပါဘူးနော်ဟုတ်ကဲ့ပါမေတားမယူတော့ပါဘူးမေရဲ့တားကြိုက်လားတားဟုတ်ကြိုက်တယ်မေအားတော့မေချစ်နေရတာမေရဲ့အေးပါကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုလည်းအဆုံးကြည့်ရှုပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အားလုံးဘိုင်ပါ